homemade strawberry jam လေးရဲ့အယောင်လေးကွယ်နီးရဲဆိုတောက်လှပနေရော no edit တော့ဘာ edit မှမလုပ်ထားဘူးတဘာဝအယောင်တိုင်းပဲအဓိကပါဝင်ပစ္စည်းက2မျိုးပဲပါတယ် strawberry နဲ့တခြားအဓိက2မျိုးနဲ့လုပ်ထားတဲ့ homemade jam လေးကိုလုပ်ပြမယ်နော်ခုချိန် strawberry တွေကအရန်ပေါ်ပြီးတော့ဈေးတွေလည်းတက်တာတယ်တပိတ်သားမှာ1000ဆိုတာအလွန်ဆုံးပဲကွယ်8000တောင်မှရနိုင်တယ်အဲ့လိုမျိုး strawberry တွေပေါ်သုံးမှာကိုယ်တိုင် homemade jam လေးကိုလှုပ်ကြည့်ကြနော်အရန်လဲလွယ်တယ်စားလို့လည်းကောင်းတယ်တဘာဝလည်းဖြစ်တယ်ကျွန်တော်ကတော့ strawberry အမျိုးအစား2မျိုးကိုသုံးထားတဲ့ချိုမွေးသီးလေးတွေရဲ့ဂျပန်သီးလေးတွေရဲ့ခုထည့်လိုက်တာတော့ချိုမွေးသီးလေးတွေပေါ့နော်ချိုမွေးသီးလေးတွေကသူ့တဘာဝအတိုင်းအီလေးနဲ့ချိုတာဂျပန်သီးကကြတော့မာတယ်အဲ့တော့အတီးအဖက်လေးတွေဂျမ်ထဲမှာလေးအတီးအဖက်လိုက်ကလေးတွေဖြစ်ချင်လို့ချိုမွေးသီးဂျပန်သီးလေးတွေလည်းရောလိုက်တယ်သူကတော့မပျော်တာပဲနဲ့အဖက်လေးတွေဂျမ်နေမှာပေါ့နော်အရင်ဆုံးတကြားလေးတွေကိုရေနည်းနည်းနဲ့ကြိုလိုက်တယ်ရေပွက်ပြီဆိုမှကျွန်တော် strawberry တွေထည့်တယ် strawberry ကိုမီအေးလေးနဲ့စိတ်ရှိနဲ့မွေရင်းနဲ့ကြိုလာတယ်နောက်ဆုံးရေခမ်းကန်ဒီမှာကျွန်တော်ကတံမြာကြီးတစ်စိမ့်ညစ်ထည့်တယ်နောက်ပြီးတော့မှပြောင်းမုံလေးကိုရေဖြော်ပြီးတော့ထည့်လိုက်ပါတယ်ရှင်ပြောင်းမုံလေးထည့်မှဂျမ်လေးကပြစ်နစ်လေးနဲ့လှလှလေးဖြစ်တာပါနော်တံမြာကြီးလေးရောပဲ